ထဲဆိုင်ပိုင်ရှင်မလေးဖြစ်နေကြောင်းသတင်းတွေထပ်ပေါ်လာတဲ့ဆိုင်းစီတွန်ခန့်ရဲ့ MR24 ဆက်လန်းတွေနဲ့အတူပရိသတ်တွေရဲ့အသေးကိုဖန်ဆားခဲ့ပြီးနာမည်ကြီးလာခဲ့တဲ့ဆရာဝန်မင်းသားလေးဆိုင်းစီတွန်ခန့်ကတော့လက်ရှိချိန်မှာတော့သူလွတ်ဝတ်ထားတဲ့ကျက်သူလေးကအထဲဆိုင်ကြီးကိုဖွင့်ထားတယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဆိုင်းစီတွန်ခန့်ကတော့ခံရတဲ့ရုပ်ရည်ပိုင်ရှင်ဖြစ်တာကြောင့်ပြိုရန်ကြိုက်တဲ့နင်းစီခိုင်လို့ပြောရလောက်တဲ့အထိပဲဖြစ်ပါတယ်။နှကန်းဒီမာလေးတွေအပေးမှုကိုပြေဝရရှိထားသူပါဒါကြောင့်မလို့လေသူ့ရဲ့ချစ်ရေးသတင်းတွေထပ်ပေါ်လာမှာကိုစိုးရင်နေခဲ့ကြတဲ့ဖန်တွေကလည်းတည်တံ့ရှိနေခဲ့ပါတယ်မကြသမီးကမှမီဒီယာတွေထက်မှသူ့ချစ်သူနဲ့အတူတူတင်လာတဲ့ဗီဒီယိုဖိုင်တွေကပြန့်နှံ့လို့လာခဲ့ပါတယ်အဲ့ဒီကလစ်ထဲမှာတော့အမျိုးသမီးဟာဆိုင်းစီတွန်ခန့်ရဲ့ချစ်သူဖြစ်နိုင်တယ်ဆိုပြီးတော့ပရိသတ်တွေကတော့မှတ်ချက်ပေးနေကြပါတယ်အခုဆိုရင်တော့အဲ့ဒီလိုဝက်ချစ်သူလေးဟာခင်ခက်ခက်လို့အမည်ရပြီးအထည်ဆိုင်ကြီးကိုလည်းပိုင်ဆိုင်ထားခဲ့တဲ့တထေးမလေးတူလည်းဖြစ်ပါတယ်မင်းသားကျော်ဆိုင်းစီတွန်ခန့်ကတော့အမြဲတမ်းအေးစစ်စစ်နေတတ်ပြီးချစ်ရေးဆိုခြင်းလုံးဝမရှိတဲ့နုပညာရှင်တူဖြစ်တာကြောင့်အခုလိုမျိုးသတင်းတွေထွက်ပေါ်လာတဲ့အခါမှာချစ်သူလေးဖြစ်တဲ့ခင်ခက်ခက်ကတော့အနေထိုင်တည်ငြိမ်အေးဆေးမှုကိုကြည့်ပြီးတော့အမခံပရိသတ်တွေကတော့သဘောတူအားပေးခဲ့ကြပါတယ်ဇလန်နယ်မင်းသားကျော်လေးဆိုင်းစီတွန်ခန့်နဲ့အထည်ဆိုင်ပိုင်ရှင်မလေးခင်ခက်ခက်ကြည်တို့ရဲ့အချစ်ရေးသတင်းပေါ်မှာပရိသတ်တို့အမြင်ရောဘယ်လိုလဲဆိုတာခွန်မမရေးပေးခဲ့ကြပါနော်တရုတ်ဆောင်လွင်မိုးရဲ့စုံမသွားပြီးဆိုတဲ့သတင်းတွေကထွက်ပေါ်လို့လာခဲ့ပါတယ်သူဟာတော့ကောင်းစုံမျိုးသားဆက်ဆောင်စုကို၃ချိန်တိုင်စုခိုးရရှိခဲ့ပါတယ်ပထမချိန်မှာတော့1999ခုနှစ်ကရေနယ်ကစောင်းရသည့်ရုပ်ရှင်စကားကြီးဖြစ်အကောင်းဆုံးမျိုးသားဆက်ဆောင်စုကိုစတင်ရရှိခဲ့ပါတယ်ဒုတိယချိန်မှာတော့2001ခုနှစ်မှာပန်းတပွင့်ဖန်စီခြင်းရုပ်ရှင်စကားဖြစ်ဒုတိယချိန်မြောက်ကယ်ဒမီမင်းသားစုကိုထပ်မံရရှိခဲ့ပါတယ်တတိယချိန်ဖြစ်2004ခုနှစ်တွင်တခါက AR ညများဆိုတဲ့ရုပ်ရှင်စကားကြီးဖြစ်တတိယမြောက်ကယ်ဒမီစုကိုရရှိခဲ့ပါတယ်မြန်မာရုပ်ရှင်လောကရဲ့ထိပ်တန်းကယ်ဒမီ3တက်ကွမ်မင်းသားကြီးဖြစ်တဲ့တမိုင်းမှတ်တမ်းတင်ခဲ့တဲ့သူတဦးလည်းဖြစ်ပါတယ်ဒီစကားကြီးတွေမှာတော့လွေမိုးရဲ့ပြုပြင်ပြောင်းလဲခြင်းတရုတ်ဆောင်နိုင်မှုတွေကဇက်ကောင်စရိုက်တဲ့ကိုစီမျိုးဝင်သွားမှုတွေဟာရုပ်ရှင်ဖွဲ့ချုပ်တွေရဲ့အကဲဖြတ်တိုင်းတွေသမကတနိုင်ငံလုံးကရုပ်ရှင်ချစ်ပရိသတ်တွေကိုပါအံ့ဩချီးကျူးခဲ့ကြပါတယ်လွင်မိုးကတော့တရုတ်ဆောင်ပိုင်းမှာတင်ထူးချင်တာမဟုတ်ဘဲနဲ့အမှုပညာဗီဇဘတ်စုံလဲတော်ဝင်သူလည်းဖြစ်ပါတယ်အတန်ပါဝါအကောင်းသူဖြစ်ပြီးတချင်းဆိုရမှလည်းထူးချွန်သူဖြစ်တာကြောင့်ဇကားတွေထဲမှာကိုရိုင်းဇဝင်တဲ့တချင်းတွေကိုလည်းဆိုခဲ့တာတွေ့ရှိခဲ့ရသလိုဇက်စင်တွေမှာလည်းပါဝင်သည်ဆိုခဲ့တာတွေ့ရှိရပါတယ်ဝါသနာရတပုတ်စရာတအုပ်ဖြစ်နေလဲမြန်မာနိုင်ငံရဲ့လက်ပတဲ့ဒွါဝရှုခင်းတွေကိုမတန်းနဲ့ရိုက်ကူးခဲ့တဲ့အလွန်ချစ်မြတ်နေသူတအုပ်လည်းဖြစ်ပါတယ်နောက်ပိုင်းမှာတော့ VCD စီစဉ်ဖြစ်တဲ့လွင်မိုးခရီးသွားနေသည်ဆိုတဲ့ Vlogger စီစဉ်နဲ့မြန်မာနိုင်ငံလုံးကဒေသနေရလှပတွေကိုလည်းပရိသတ်တွေစီကိုတင်ဆက်ပြသပေးခဲ့ပါတယ်။အသက်အရွယ်ရင့်ကျက်လာတာနဲ့အမျှလွင်မိုးဟာတော့အမှုပညာလုပ်တွေကိုခက်ကြဲကြဲသာလုပ်ကင်လာတာပဲဖြစ်ပါတယ်။ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုအမြဲစွာတည်ထောင်လုပ်ကင်သူလည်းဖြစ်ပါတယ်။ဒါပြင်မှာတော့လူမှုရေးလုပ်ငန်းတွေနဲ့ပရဟိတလုပ်ငန်းတွေမှာလည်းတက်ဆွမ်းသမျှပါဝင်ကူညီလေးရှိတဲ့နှလုံးလှတဲ့အမှုပညာရှင်တယောက်လည်းဖြစ်ပါတယ်။